ကျွန်မအခုပေါ့နော်ချီးမွမ်းခြင်းတခြင်းလေးကတော့not alone ဖြစ်ပါတယ်ဆိုတော့ဒီတခြင်းလေးကသိမလားမသိဘူးဆိုတော့အဲ့တခြင်းကိုကျွန်မကိုရေးဆက်ထားတာဖြစ်တယ်ပြီးတော့အခုဒီ not alone ကျွန်မနဲ့ကျွန်မအမဆိုထားတဲ့ not alone လည်းကျွန်မကိုရေးဆက်ထားတာဖြစ်ပါတယ်ဆိုကျွန်မအခုဒီတခြင်းလေးနဲ့ပေါ့နော်ဖခင်ရဲ့ကိုနော်ကိုချီးမွမ်းခြင်းနဲ့ဆိုတော့တင်းတယောက်တည်းမဟုတ်ပါဘူးလို့ကျွန်မတို့ရဲ့အနားမှာသခင်ယေရှုခရစ်တော်အမြဲတမ်းရှိပါတယ်ဆိုတော့ဒီတခြင်းလေးနဲ့ကျွန်မခွာပေးချင်ပါတယ်မျောလင်းခြင်းတွေမဲ့အချင်းတွေဆုံးရွာနေခြင်းကဲတမဲသူရှိရာရာမောင်တွေဖုံးလွှမ်းနေခြင်းတန်ငါရဲ့ဆုံးတလားအတွေ့များကြောင့်ရဲ့ရည်တွေနေတာရာရာရှုံးပေးလိုက်ဖို့တဲ့မှာဒီဘဝမစိုးရိမ်နဲ့ငါသားတဲ့ဟာတယောက်တည်းမဟုတ်ပါတင်ကိုလင်းပြမထားစံချိန်မြင်တောင်ရဲ့တော့သူပါချိန်မွားနေတော့အနာများကိုယ်သာလို့လက်သိမ့်သူတဲ့ခင်ကဆိုင်နေရတဲ့နေမြင်တတ်ချဆိုကောင်းများစွာမှာအစင်သာကိုစားပါသူစံပြရှိပေးမှာဆုံးပြမထားပါမေးပြမထားပါတခင်ရဲ့ကတိစကား so I am not aloneမျောလင်းခြင်းတွေမဲ့အချင်းတွေဆုံးရွာနေခြင်းကဲတမဲသူရှိအရာရာမောင်တီဖုံးလွှမ်းနေခြင်းတန်ငါရဲ့ဆုံးတလားအတွေ့များကြောင့်ရဲ့ရည်တွေနေတာအရာရာရှုံးပေးလိုက်ဖို့တဲ့မှာဒီဘဝမစိုးရိမ်နဲ့ငါသားတဲ့ဟာတယောက်တည်းမဟုတ်ပါတင်ကိုမြင်မထားစံကြည့်မြင်တောင်ရဲ့တွန်းသူပါချိန်မွားနေတော့အနာများကုသလို့တဲ့သိမ့်သူတဲ့ခင်ကဆိုကောင်းများစွာမှာအစင်သာကိုစားပါသူစံပြရှိပေးမှာဆုံးပြမထားပါမေးပြမထားပါတခင်ရဲ့ကလေးစကား so I am not alone I'm not
So you